ကျမတို့လေးကြာစံအပြာထုတ်ကိုအရန်ကြိုက်တဲ့သူတွေရှိလားဒီလိုလေးချက်စားကြည့်တော့အရန်ကောင်းတယ်ရှင်ချက်နေလေးဝေမျက်ပြီးတော့ပါမယ်သူ့မှာထည့်တဲ့ supply ထည့်ပြီးထူးခြားချက်ကတော့ရှူးရှဲထည့်ပါပြီးရင်ပေါ့နော်ကျမရင်းနဲ့ညီညွတ်တဲ့ coffee ထုတ်လေးထည့်လိုက်ပါမယ်ကျမတို့ coffee ထုတ်ရန်ကြိုက်တယ်ရှင်ပြီးတော့ကြက်ဥလေးဖောက်ထည့်ပါမယ်လက်ကလေးတစ်ဖက်ကကင်မရာကင်နေရတာဆိုတော့လက်ကမအားဘူးရှင်နောက်တစ်လုံးဖောက်ထည့်ပါမယ်ကျမလေးခောက်ဆွဲဆန်းဆိုအမြဲတမ်းကြက်ဥနှလုံးထဲမှာပဲကျင်းတဲ့ပြီးမစွန်6တွေပြန်ထည့်တယ်ငရုတ်တိမုံတွေထပ်ထည့်တယ်စားနန်းလေးပြန်ထပ်ထည့်တယ်အိုးရှယ်ပြီးအပေါ်မှာအမဲသားလေးပြန်ဖြူအိုးရှယ် good ပြီးနန်းနန်းပင်ထက်ငရုတ်ကောင်းထက်စူတောင်းနေတော့စကားမပြောရဘူးတဲ့စားပြီနော်ရှယ်အရင်ကောင်းတယ်နော်ပူပူလေးဒီကြာစံကလीနော်ဝိတ်လဲကြတယ်ပြီးရင်ဟိုလိုမျိုးတိတ်မပါဘူးရဲ့ဓာတုတွေဘာရန်မပါတော့ဆန်နဲ့လှုပ်ထားတဲ့ကြာစံဆိုတော့လीနော်ဝိတ်လည်းမတက်ဘူးဒါအရင်ကောင်းတယ်ကျမတို့အရင်ကြိုက်တယ်ကြာစံထဲမှာရှူးရှဲထည့်ပြီးတော့ပြုတ်ဆိုင်ရတဲ့အရာဒါဘာနဲ့မှမလဲနိုင်ဘူးကွယ်ဆိုတော့စားရအောင်အခုမှကြည့်မိရနော်ကျမမျက်နှာမှာမဲ့တယ်အများကြီးပဲအဲ့ဒီမဲ့6တွေမဟုတ်ဘူးနော်မဲ့အစ်နှဖူးမှာမဲ့9လုံးတောင်ရှိတာနှာခေါင်းမှာ3လုံးရှိတယ်ပါးမှာဟိုဘက်နဲ့ဒီဘက်နှလုံးရှိတယ်နှရွက်မှာလည်းရှိတယ်ပြီးရင်မေးစိတ်မှာရောရှိတာဟာပြီးလေဘင်းမှာလည်းနော်9လုံးတောင်ရှိသေးလားဆွဲကြအကြီးရမယ်ဆိုတော့ကိမ်မဲ့ဆိုတော့အဆုံးထိကြည့်ရှုပေးလဲကျေးဇူးပါဒီဗီဒီယိုလေး save like and share comment လေးလုပ်ပြပါရှင်ပြောင်းပြီးတတာ